မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့အချစ်ကဗျာတစ်ပုဒ်ကိုဖတ်ပြပေးထားပါတယ်။ရာသီဥတုကဒီနေ့တော့ဝင်းဖက်နေတာမို့မပြောမဆိုနဲ့အမှတ်ပြပေးလိုက်ပါရဲ့ကွယ်။ဒီနေ့တစ်နေ့လုံးနဲ့လင်းလက်ตายရပါစေလို့ဆုတောင်းလိုက်မိပေါ့။ဒါဆိုကျန်နာတွေအလွန်ကျူးဖွဲ့နှဲ့မနေရတော့ဘူးမဟုတ်လား။ဟောလာပါပြီ။ငါရဲ့အိမ်မက်ထဲကနှစ်သမီးလေးရေမင်းလေးငါနဲ့တူတူနောက်တစ်ခါအပြင်သွားဖို့လောကကြီးခြေချလာပြီးပေါ့လေဆိုတဲ့ခံစားရတဲ့အတီးကအယောင်တွေနဲ့လည်းတင်စားလို့မရအနက်တွေနဲ့လည်းပြောပြလို့စားမမီအရသာအနေနဲ့လည်းမပြောတတ်သေးတော့ခက်တော့ခက်ရကြီးရဲ့ကွယ်ဖះတော်မရောက်သေးပဲနားတဲ့ဆင်းလဲတန်ချွတ်ချွတ်လွန်တွေကကြည်နူးလန်းစွပ်ပွေကြားနေရတယ်လို့အေးရိတ်ဆာရဆိုတာဒါမျိုးထင်ပါရဲ့လေမင်းလေးလှမ်းထွက်လာတာကအလှပေါ်ရင်ဆင်းလိုက်ပုံများစိုးဖွေရမရှိတော့ပြီလေကြပြဆရာတွေဘလို့ဖွဲ့နှွယ်မလဲပကြီးဆရာတွေဘယ်ပုံရေးချင်မလဲတချီးဆရာတွေဘယ်နည်းပဟန်ဆက်စုံလဲဆိုတာငါကြုံမှမိထားလိုက်ပါမယ်လေမီလေးရဲ့ပုံကြီးကိုဂေးမောမစ်တက်မိနေတဲ့ကဟိုတချင်းလေးတောင်တွားတတိရမိသေးရဲ့အားတဲ့ယူယူလေးဟုတ်တယ်ယူယူလေးပါလေဟုတ်ရဲ့အဆူတော်ကြီးခင်မောင်တို့ဟိုးလုံခဲ့တဲ့တော့နှစ်များစွာစီကစုခဲ့တဲ့ကြီးရဲ့ပေါ့ပြောချင်တာကတော့လေယူယူလေးတကယ်ကိုယူယူလေးပါပဲရဲ့လို့လေအုံနောက်ထဲဖျားရှင်ကိုတိုင်လေဆက်စုံတီကုန်းဖွင့်ရထားတဲ့တချင်းတွေလေနောက်ထပ်အစီအစဉ်မကြစွာနဲ့ဟောတပုတ်နှလုံးသားတွေကခုံပေါက်ထွက်ကြလာလေရဲ့ဒါဆိုတာကလေဒါဆိုမှတ်တာပဲဆိုတာနင်းလေးသိပါလိမ့်မယ်ကွယ်ယူယူလေးပါပဲငါ့ကိုဖန်ဆန်းနိုင်လို့နဲ့ငါအသေးကြုံမီလေးကြီးအချွေရောင်ရင်ပုံအင်ကြီးလက်ရှိလေးရဲ့နဲ့အညိုရောင်ဘက်မြမြတက်တဲ့ထမင်းလေးကိုဝှလို့ရဲ့ဘာပြင်ပေါ်မှုန်နေအောင်ခြေတလင်းကျန်ထားတဲ့တနက်ခါရင်နဲ့လေးများကလည်းချစ်စရာခေါင်းထက်မှာပန်းစင်ထားပါတဲ့နှင်းစီပန်းအဝါရောင်လေးကလည်းတမျိုးတစ်ဖုံကြည့်လို့ကောင်းနေပြန်သေးရဲ့နောက်ငါကင်ပွားလေးကိုခန္ဓာကိုယ်ရဲ့အပေါ်မှာတွဲလောင်းချထားတာဒီကိုကအမြင့်တက်ဖို့ပြောင်းလို့မရတဲ့ဆွတ်ချက်တွေသာဖြစ်ကြမှုတော့မဖြစ်မနေကိုဝန်ခံရပါအောင်မယ်လေဖျားရင်မြင်တော့ပေါ်မှာဝိပုစုတောင်းသွားလာရင်ခံစားမှုရတာထူထူရီနဲ့တခုတရဝမ်းသာကြည်လူရွှေ့ပြရင်ပေါ့မလူရီများအသက်သွင်းရေးသားလိုက်ပါကလေးကျေးဇူးရှင်တေးရီအကျော်မော်ကြီးရဲ့လူသာစိတ်ထဲပီတိအဟုန်နဲ့ဥရိခါညွန့်လို့ရဲ့ဒီလောက်ငကိုသားဖျားရိတ်တရားရိတ်ခုနေတာတော့အတွေးတစားကလာခဲ့ညိနေသေးရဲ့ဆိုင်တို့လည်းဆိုင်နေပါလေလေဘာလဲဆိုတော့ကရှေးထုံးကူလည်းမပယ်နဲ့ဈေးသုံးကူလည်းမလွယ်နဲ့ဆိုတဲ့စကားရက်ကိုသက်ခံရတော့မှာပဲဒီလိုဟိုစကားပုံကိုပေါ့ဗျာဖျားလဲဖူးရင်ဘာဥလေတူးရင်ဆိုတယ်လို့ပေါ့တယောက်တည်းရှုပ်ချင်လဲရှုပ်ပါစီတော့ဗျာရန်ဒီကတန်းစားပြူလာပြီမဟုတ်လားမိနေကဝင်းနေမွေးနံတော့မှကြီးညိုစွာရေသက်ပဲရဲ့ဖျားဝိပြုဆူတောင်းနေတာတွေကလည်းလက်စီတဲကထွက်ကိုမထွက်ဘူးရဲ့ငါရဲ့ပါပြီကွယ်စကလုံးတွေကိုတိတ်မတုံးချင်ပါဘူးတို့ကြအကြောင်းထောက်ကုန်မှာစူးလို့ပါအမှန်တော့ငါရဲ့နေကဖြစ်တည်မှုတွေကတစင်ပြီးတစင်တက်လာတာရဲ့ကြောင့်ခဏပွင့်အံထွက်ကြလာတာပါမိမိကငါ့ကိုလက်ရက်ခေါ်ရင်သူနဲ့တူတူဖျားလာဖို့ကိုမေးရိပ်ပြနေနေရဲ့ဝိကနေထိုင်ချလိုက်တဲ့ငါကောင်ကတော့မတားလိုက်နိုင်ဘူးရဲ့အချစ်ရဲ့ဆွမ်းအားတွေဖြစ်ပေလိမ့်မှာပေါ့ငါလေရဖျားရှိခိုးတွေရွတ်ဖက်ပူဇော်ရင်ပေါ့လေတအောင်လောက်ကြတော့ငါ့ကိုကြည့်နေတဲ့မင်းကြီးကဒီနေ့ဗာနေ့လေတည်နာတဲ့မိခွန်းတွေတိတ်မေးပါနဲ့ကွယ်ငါလေမင်းလေးမျက်နှာကြည့်လို့မဝသေးလို့ပါကွယ်အင်္ဂါနေ့လေလို့ငါကပြန်ကြည့်တော့ဟုတ်တယ်လေဒီနေ့အင်္ဂါလက်ဖြန့်ဖို့တဖူးလက်ဖြန့်သူ့မွေးနေတဲ့ပြီးတော့ဝမ်းသာစရာကောင်းတာကအေးဒီနေ့မှဖြည့်ပေးมาတယ်လေနောက်ဝင်းလေးလက်ဆောင်လည်းပေးရမတဲ့နေမင်းလေးပြောတဲ့စကားလုံးလေးနားကြများလွဲသလားရှင်လို့အမစီကြီးတော်မြတ်ကြီးကိုမော့ကြည့်ပြီးရက်အစုံတာမို့လို့ကြီးညိုလိုက်ရပြသေးရဲ့မင်းလေးကနာကိုသူ့မွေးနေ့မှာတခုတရဖြည့်ပေးမယ်လေနောက်မွေးနေ့နဲ့မွေးရတိုက်ဆိုင်ကြတဲ့အဲ့ဒါနဲ့ဖြည့်ပေးတာနဲ့ဆိုင်တော့မသိဘူးရဲ့မရဖြစ်ချင်လို့လည်းဖြစ်မှာပေါ့ငါဘက်ကတော့အပိုင်ဆိုတာသိချနေပါပြီလေမင်းလေးဘက်ကသာပြင်ဆင်ထားစမ်းပါကွနောက်ပြီးမင်းလေးအတွက်မွေးနေ့လက်ဆောင်ကတကူတကပေးဖို့မလိုပါဘူးလေငါချစ်ချင်းတွေပါဆယ်ထုတ်ပြီးသားဖြစ်နေတာကိုပဲကွပြီးတော့
ငါလက်ကလေးကိုစိတ်လူလက်ရကရင်ဂွေးနေပေါင်းများစွာဖြတ်တန်းနိုင်ပါစေလို့ကြိုတင်ဆုတောင်းပေးလိုက်ပါရဲ့ကွယ်တောင်းစုပန်ချွေချစ်ပါစေမြင်သူတိုင်းငေးလောက်အောင်လှတဲ့ငါရဲ့မရွှေချောလီရဲ့ပွဲနဲ့ပနံတင့်တယ်ဆိုတာနေနေမှမင်းနေပါကွယ်ငါရှင်ခုံတန်တွေအစမတန်မီဟီအောင်လုပ်တဲ့တဒံတရုပ်တွေကပြည်ပြင်းလွန်ပြန်တော့ချစ်စောတွေဆင့်ကဲလူကျွေမိတာကငင်းရခတ်တာပေါ့လေငါအတွက်ဖြစ်ဖြစ်နင်းလေးအတွက်ပဲဖြစ်ဖြစ်အိုးနှစ်ယောက်စလုံးအတွက်ပဲဖြစ်ပါစေနောက်တွဲလေမြဲတဲ့ချစ်ချင်းတွေရေးစီပါစေလို့မြတ်ဖျားရှင်ရဲ့ရှေ့တော်မှောက်ပါလိစုမွန်နေတောင်းစုပြုရဲ့ပေါ့နင်းလေးရဲ့မွေးနေ့မှာယူမိုက်မိုက်ကြီးငါလိုချင်တဲ့ချစ်သက်လက်စာပေးဖြစ်အောင်ပေးလိုက်ပါလားကွယ်နော်လို့တကယ်မျိုးထူးချက်